ငါပါမာတော့ငအိုးနှင့်ဥတူကြီးတို့၏ရွာလေကွက်ကျော်ရှေးလွန်လေးပြီးတော့အခါကစုံငုတ်ရွာဆိုတဲ့ရွာငယ်လေးတစ်ရွာမှာငအိုးဆိုတဲ့လူငယ်တစ်ယောက်ရှိတဲ့ငအိုးဆိုတဲ့အတိုင်းစိတ်ကောင်းတော့ရှိပါရဲ့သို့တော်လဲညံကတော့နည်းနည်းအောက်ပြီးဘာလို့စကားကိုတဝက်တစ်ပြက်ပဲနားလည်တတ်သူဖြစ်ပါတယ်ရွာထဲမှာအကောက်ညံအများဆုံးနဲ့ရွာသားတွေကိုခေါင်းပုံဖြတ်လေးရှိသူကတော့ရွာသူကြီးဥပမိုးဖြစ်ပါတယ်ဥပမိုးဟာရွာသားတွေစီကအခွန်တောက်ကျင်းငွေတွေကိုပြည်ရည်နဲ့ယူတတ်တယ်လို့ငအိုးလိုရိုးအလူတွေကိုလည်းအမြဲတမ်းခိုင်းဖက်လို့စားနောက်လေးရှိပါတယ်တနေ့တော့ရွာဦးကျောင်းဆရာတော်ကငအိုးကိုအကြောင်းပေါ်ခေါ်ပြီးငါးပါးတီလာအကြောင်းဟောကြားပေးပါတယ်ငအိုးမင်းဘဝမှာတီလာရှိမှစီးပွားဥစ္စာတိုးတက်မယ်ကွာငါးပါးတီလာဆိုတာတတူတပားအသက်မသက်ရပါဏာတိပါလားနှစ်တူတပားပစ္စည်းမခိုးရအဒိဏဒါနာသုံးကာမဂုဏ်၌မမယွင်းရကာမေတုမိစ္ဆာဆာယလေးမူတာမပြောရမူတာဝါဒငါတည်ရတောက်စားမူရချင်းမပြူရသူ့ရမရရဆိုတာပဲအဲ့ဒါကိုမြဲအောင်ထိန်းကြလားငအိုးကခေါင်းကိုတရားဆက်ညှိပြီးကျုံမှတ်ထားပါပြီဆရာတော်အဲ့ဒီငါးပါးလုံးကိုတခုမှမလွဲစေရပါဘူးလို့ဂတိပေးလိုက်ပါတယ်ဒါပေမဲ့ငအိုးစာချက်ပုံကနားလည်လို့မဟုတ်ပဲအလွတ်ရွတ်တာဆိုတော့ရွာထဲရောက်တဲ့အခါအလွဲလွဲအမှားမှားတွေစတင်ပါတော့တယ်နောက်တနေ့မနက်မှာငအိုးဟာလေကွင်းထဲကိုပေါက်ပြားဆွဲပြီးထွက်လာခဲ့ပါတယ်လမ်းမှာသူကြီးဥပမိုးနဲ့တွေ့တာပေါ့သူကြီးကငအိုးကိုစချင်တာနဲ့ဟေ့ငအိုးမင်းမနဲ့စောစောစိုက်ခင်းနဲ့ဘာသွားလို့မလို့လဲငအိုးကခါးကိုဆန့်လိုက်ပြီးဆရာတော်ကသူတပားအသက်မသက်ရဘူးမိန့်ထားလို့ကျုပ်လေတဲကစပားပင်တွေကိုစိုက်ခင်းထဲကပိုးမွားတွေမကိုက်အောင်ပိုးမွားတွေကိုလိုက်ဖမ်းပြီးတော်တဲ့သွားလို့မလို့သူကြီးကဟာတိုက်ရလိုက်ရင်ဟေးပိုးမွားတွေကိုလိုက်ဖမ်းပြီးတော်တဲ့လွတ်မယ်ဟုတ်လားဒါဆိုမင်းလေတဲကစပားတွေပိုးစားလို့ကုံတော့မှာပေါ့ကွာငအိုးဤပြန်လဲချေပတ်ချက်ကုံပေါ့သူကြီးရစပားကုံတာကခဏပိုးမွားလေးတွေတည်ရင်ကျုပ်မှာပါနာတိပါတကန်ထိုက်မှာပေါ့သူကြီးလဲစပားရရင်ပိုးမွားမနှင်းမိအောင်ခြေထောက်ကိုဂွန်းထုတ်စီးပြီးလှမ်းခဲ့ဦးသူကြီးဥပမိုးခများပါဆက်အဟောင်းသားနဲ့ဘာမှမပြောနိုင်ပဲခေါင်းခါပြီးထွက်သွားရပါတော့တယ်ရက်အတန်ကြာတော့သူကြီးဥပမိုးရဲ့ဘဲအုပ်ထဲကဘဲတကောင်ဟာငအိုးရဲ့အိမ်ဝိုင်းထဲကိုရောက်လာပြီးငအိုးမွေးထားတဲ့ကျက်စာတွေကိုဝင်စားပါတယ်ငအိုးကမူသားမပြောရဆိုတဲ့တီလာကိုခိုင်ခိုင်မြဲမြဲစုပ်ကင်ထားတာဆိုတော့သူကြီးရောက်လာတဲ့အခါအမှန်တိုင်းသွားပြောပါတယ်သူကြီးရဲ့ဘဲမကြီးကကျုပ်အိမ်ထဲဝင်လာပြီးကျုပ်ကျက်စာတွေကုံအောင်စားသွားတယ်ဗျအဲ့ဒါကျုပ်ဘဲမကြီးကိုရိုက်လိုက်တယ်သူကြီးကဒေါသတကြီးနဲ့ဘာမင်းငါဘဲမကြီးကိုရိုက်လိုက်တယ်ဟုတ်လားငါဘဲမကြီးပြန်မလဲငအိုးကအေးဆေးပဲပြန်ဖြေတယ်အမှန်တိုင်းပြောရရင်တော့ကျုပ်ရိုက်လိုက်တာနည်းနည်းပြင်းသွားလို့ဘဲမကြီးကတေသွားတယ်သူကြီးကမင်းငါဘဲကိုတက်လိုက်တာပေါ့ဆိုပြီးအော်တော့ငအိုးကကျုပ်ကမူသားမပြောရဘူးဆိုလို့အမှန်တိုင်းပြောတာလေသူကြီးရဘဲကတေသွားပြီဆိုတော့ဒါကိုထားလိုက်ရင်ပုတ်ကုံလိုက်မယ်ဒါကြောင့်ကျုပ်အဲ့ဒီဘဲကိုချက်စားလိုက်ပြီးအခုအိုးထဲမှာနှက်ထားတာအနံ့တောင်မွေးနေပြီးသူကြီးလည်းမူသားမပြောချေဆိုရင်လာပါဦးတတုံးလောက်မြည်ကြည့်ပါဦးအတော်အရသာရှိတယ်သူကြီးဥပမိုးမှာဒေါသထွက်လွန်းလို့ရင်ဘက်ကိုလက်နဲ့ဖိပြီးငအိုးကိုရွာလေတရားရုံးရွာစရက်တို့အမှုဖွင့်ရန်ခေါ်ဆောင်သွားရပါတော့တယ်ရွာစရက်ပေါ်မှာရွာလူကြီးများဆရာတော်နဲ့ရွာသားများစုံလင်စွာရောက်ရှိနေကြပါတယ်သူကြီးဥပမိုးကတိုင်တန်းပါတော့တယ်ဆရာတော်နဲ့ရွာလူကြီးတို့ခမညာဤငအိုးသည်ကျုပ်ဤဘဲမကြီးကိုတက်ဖြတ်ယုံမကချက်ပြုတ်စားတောက်ပြီးကျုပ်ကိုပါလာရောက်ပြောင်းလောင်နေပါသည်ဆရာတော်ကငအိုးကိုမေးမြန်းတော်မူပါတယ်ငအိုးမင်းဒါအမှန်ပဲလားငအိုးကရိုသေးစွာဥချပြီးပြန်လျှောက်ပါတယ်မှန်ပါဆရာတော်တပည့်တော်သည်ငါးပါးတီလာကိုထိမ့်သိမ့်နေသူဖြစ်ပါသည်ဘဲမကြီးလာစားစဉ်ကတက်လို့သောစိတ်မရှိပဲခြောက်လိုက်ခြင်းသာဖြစ်ပါ၏တည်သွားသောအခါမူသားမပြောလို၍သူကြီးအားအမှန်တိုင်းတွားရောက်လျှောက်ထားခြင်းဖြစ်ပါသည်ဆရာတော်ကပြုံးတော်မူပြီးဥပမိုးကိုလှမ်းမိတ်၏တကားကြီးသူကြီးငအိုးသည်မိုက်မဲ၍တီလာကိုအလွဲနားလည်နေခြင်းဖြစ်၏သို့သောသူ၏မူသားမပြောလိုသောစိတ်ထားကိုမူချီးမွမ်းရမည်တကားကြီး၏ဘဲအတွက်ငအိုးကလဲလုံးဖြင့်လျော်ကြေးပေးစေသို့သောသူကြီးသည်လည်းရွာသားတို့အပေါ်ကောက်ကျစ်စင်လဲသောစိတ်ကိုဆုံးလို့ရမည်ထိုနေ့မှစ၍ရွာသူကြီးဥပမိုးသည်ငအိုးအားမတရားခိုင်းဖက်ပြုလုပ်ခြင်းမရှိတော့ဘဲရွာသားများအပေါ်တွင်လည်းအခွန်တောက်များကိုမှန်မှန်ကန်ကန်သာကောက်ခံတော်၏ငအိုးမှမူဆရာတော်၏ထက်မှန်ညွန်ပြပဲ့ပြင်ပေးမှုကြောင့်ငါးပါးတီလာ၏အတိတ်ပဲအမှန်ကိုသဘောပေါက်သွားပြီးကတ်ဆုံးငုံရွာလေးတွင်ရိုးသားစွာအသက်မွေးဝမ်းကြောင်းပြုသွားခဲ့လေသည်